မိတ်ဆွေမနက်လင်းလို့ဖုန်းဖွင့်ကြည့်လိုက်တဲ့အခါဒါမှမဟုတ်ရုံရောက်လို့အစည်းအဝေးခန်းထဲဝင်လိုက်တဲ့အခါလူတစ်ယောက်ကိုမြင်လိုက်ရုံနဲ့တင်ကိုယ့်ရဲ့စွမ်းအင်တွေအကုန်လုံးစုပ်ယူခံလိုက်ရတယ်လို့ခံစားပူပါသလားရှင်သူတို့ပါဇက်ကထွက်လာမဲ့ပြစ်တင်စကားတွေမနာလိုဝင်တိုမှုတွေဒါမှမဟုတ် passive aggressive ဖြစ်တဲ့လှောင်ပြောင်မှုတွေကိုတွေးပြီးရင်မောနေရပြီလား2026ခုနှစ်မှာကျမတို့ဟာဤပညာတွေဘလောက်တိုးတက်ဒီ toxic people လို့ခေါ်တဲ့အစိတ်အတောက်လူတွေရဲ့ဒဏ်ကိုတော့နေ့စဉ်နဲ့အမျှခံစားနေကြရသေးပါတချို့ကကိုယ့်ရဲ့အထက်လူကြီးဖြစ်နေနိုင်တယ်လို့တချို့ကကိုယ့်ရဲ့ဆွေမျိုးဒါမှမဟုတ်ကိုချစ်ရတဲ့တငယ်ချင်းတွေတောင်ဖြစ်နေတတ်ပါတယ်ရှင်သူတို့ကိုရှောင်ပြေးလို့လည်းမရတဲ့အခါကျမတို့စိတ်ပင်ပန်းလာရပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီလို toxic လူတွေကြားထဲမှာကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုဘယ်လိုကာကွယ်မလဲဆိုတာဗုဒ္ဓရဲ့အဆုံးအမတွေနဲ့အတူလက်တွေ့ကျကျပြောပြပေးသွားပါမယ်ရှင်မင်္ဂလာပါရှင် The Buddha Mindset Channel ကနေကြိုဆိုပါရရှင်ကျမတို့ channel ဟာဗုဒ္ဓရဲ့ရှေးဟောင်းအဆုံးအမတွေကိုလက်တွေ့ခေတ်သစ်လူမှုဘဝပြဿနာတွေနဲ့ပေါင်းစပ်ပြီးဖြေရှင်းပေးနေတာဖြစ်ပါတယ်ရှင်လူတော်တော်များများကထင်တတ်ကြပါတယ်ဗုဒ္ဓဘာသာဆိုတာအားလုံးကိုသိခံရမယ်ဘသူဘာလို့ခေါင်းငုံခံရမယ်လို့ပေါ့တကယ်တော့လုံးဝမဟုတ်ပါဘူးရှင်ဗုဒ္ဓရဲ့နီလန်းကအသိဉာဏ်နဲ့ရှင်ပြီးကိုကာကွယ်တဲ့နီလန်းမှာဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားရင်တင့်ကိုဒုက္ခပေးနေတဲ့သူတွေကိုရံမတွေ့ပဲစိတ်လည်းမစင်ရဲပဲအေးချမ်းစွာအနိုင်ယူနိုင်မယ် mindset အသစ်တစ်ခုကိုရရှိသွားပါလိမ့်မယ်ရှင်နံပါတ်1ဒေါသလက်ဆောင်ကိုလက်မခံခြင်း The gift of anger ပထမဆုံးအနေနဲ့ဗုဒ္ဓလက်ထက်ကဖြစ်ရမှန်လေးတစ်ခုကိုဥပမာပေးချင်ပါတယ်ရှင်တနေ့တော့ဗုဒ္ဓစီကိုပုံနာတယောက်ရောက်လာပြီးဆဲဆိုကြိမ်းမောင်းနေပါတယ်ရှင်ဗုဒ္ဓကတိတ်တဆိတ်နားထောင်နေပြီးမှမေးလိုက်ပါတယ်ပုံနာကြီးတင့်အိမ်ကိုဧည့်သည်လာရင်ဧည့်ခံကျွေးမွေးပါသလားအဲ့ဒီလိုမေးတော့ပုံနာကကျွေးတာပေါ့လို့ဖြေပါတယ်အကယ်၍ဧည့်သည်ကအဲ့ဒီအစားအသောက်ကိုမစားရင်ဘသူပိုင်တယ်လဲလို့ထပ်မေးတော့ပုံနာကငါဟာပဲပေါ့လို့ပြန်ဖြေပါတယ်အဲ့ဒီအခါဗုဒ္ဓကအခုသင်ငါကိုပေးနေတဲ့ဆဲဆိုမှုဒေါသဆိုတဲ့လက်ဆောင်တွေကိုငါကလက်မခံဘူးဒါကြောင့်အဲ့ဒီအစိတ်အတောက်တွေဟာတင့်စီမှာပဲပြန်ကြံခဲ့လိမ့်မယ်လို့မိန့်တော်မူပါတယ်မိတ်ဆွေ2026ရဲ့လုပ်ငန်းခွင်မှာတင့်ကိုလူတစ်ယောက်ကစောင်းမြောင်းပြောလာတယ်ဒါမှမဟုတ် social media မှာမကောင်းပြောလာတယ်ဆိုပါစို့အဲ့ဒါသူတို့ပေးတဲ့အစိတ်လက်ဆောင်မှာတင်ကအဲ့ဒါကိုပြန်ပြီးဒေါသထွက်လိုက်မယ်ရှင်းပြနေမယ်ဆိုရင်အဲ့ဒီအစိတ်ကိုတင်မျိုးချလိုက်တာပါပဲသူတို့ပြောတာကိုပြုံးပြီးနားထောင်လိုက်ပါဒါပေမဲ့တင့်စိတ်သေးကိုတော့အဝင်မခံပါနဲ့လက်မခံရင်အဲ့ဒီဒေါသဟာသူတို့စီမှာပဲလောင်ကျွမ်းနေပါလိမ့်မယ်ရှင်နံပါတ်2ဥပေက္ခ The art of non-reaction ဒုတိယချက်ကတော့ဥပေက္ခပြုခြင်းပါရှင်ဥပေက္ခဆိုတာဂယုမစိုက်ပဲပြစ်ထားတာမျိုးမာနကြီးတာမျိုးမဟုတ်ပါဘူးတကယ်ဥပေက္ခရဲ့အဓိပ္ပာယ်ကသူတစ်ပါးရဲ့ကောင်းခြင်းဆိုးခြင်းတွေအပေါ်မှာကိုယ့်ရဲ့စိတ်ခံစားမှုကိုလိုက်ပြီးအတက်အကျမဖြစ်အောင်ထိန်းထားနိုင်တဲ့ညီမျှမှုဖြစ်ပါတယ်ရှင် toxic ဖြစ်တဲ့လူတွေဟာအမြဲတမ်း drama တွေကိုဖန်တီးတတ်ပါတယ်တင့်ကိုဒေါသထွက်အောင်ဆွပေးမယ်တင်ဒေါသထွက်ပြီးပြန်អော်လိုက်တဲ့အခါသူတို့အနိုင်ရသွားပါပြီဥပေက္ခကိုကျင့်သုံးနေဆိုတာသူတို့ဖန်တီးထားတဲ့ drama တွေကိုပါခုံမချလိုက်တာပါဒါသူတို့ရဲ့ပြဿနာငါပြဿနာမဟုတ်ဘူးဆိုပြီးကိုယ်စိတ်ကိုအေးအေးဆေးဆေးထားနိုင်တာဟာအမြင့်မားဆုံးသောလက်တုံ့ပြန်မှုပါပဲရှင်နံပါတ်3မေတ္တာထားတော့လေအသုံးချမခံခြင်း setting boundaries တတိယအချက်ကအရန်အရေးကြီးပါတယ်ကျမတို့ကမေတ္တာထားရမယ်ဆိုပေမဲ့အသုံးချခံရမယ်လို့မဆိုလိုပါဘူးရှင်မိတ်ဆွေရဲ့အချိန်တွေငွေကြေးတွေစိတ်စွမ်းအင်တွေကိုအမြဲတမ်းအချောင်နိုင်နေတဲ့သူတွေကို no လို့ပြက်တတ်ပြောတတ်ဖို့လိုပါတယ် Modern psychology မှာဒါကို emotional boundaries တိဆောက်တယ်လို့ခေါ်ပါတယ်ရှင်
ဗုဒ္ဓဘာသာမှာတော့ပညာနဲ့ရှင်တဲ့မေတ္တာလို့ခေါ်ပါတယ်။တင့်ကိုဒုက္ခပေးနေတဲ့သူကိုစိတ်ထဲကနေကျမ်းမာပါစေချမ်းသာပါစေလို့မေတ္တာပို့ပါ။ဒါပေမဲ့လက်တွေ့ဘဝမှာတော့သူ့ကိုတင့်ရဲ့နယ်နိမိတ်ထဲပေးမဝင်ပါနဲ့။မေတ္တာဆိုတာကိုချစ်ချင်းကနေစတင်ရတာမို့ကိုယ်စိတ်ကိုအရင်ဆုံးအေးချမ်းအောင်ကာကွယ်ပါ။ကဲမိတ်ဆွေဒီတော့အစိတ်အတောက်လူတွေနဲ့ကြုံလာတဲ့အခါပြန်ပြီးအနှစ်ချုပ်မှတ်ထားရမယ့်အရာ၃ခုရှိပါတယ်။ပထမဆုံးအနေနဲ့သူတို့ပေးလာတဲ့ဒေါသနဲ့အစိုးမြင်စိတ်ဆိုတဲ့လက်ဆောင်ကိုလုံးဝလက်မခံပါနဲ့။သူတို့စီမှာပဲပြန်ထားခဲ့လိုက်ပါ။ဒုတိယအနေနဲ့သူတို့ဖန်တီးတဲ့ပြဿနာတွေတဲကိုဝင်မပါပဲဥပိ္ပခာလို့ခေါ်တဲ့တည်ငြိမ်မှုနဲ့အကဲခတ်ပါ။မတုံ့ပြန်ခြင်းဟာအကောင်းဆုံးတုံ့ပြန်ခြင်းပါပဲရှင်။တတိယအချက်အနေနဲ့ကိုချင်းစာတရားထားပါသို့တော့တင့်ရဲ့စိတ်ပိုင်းဆိုင်ရာနယ်နိမိတ် boundaries တွေကိုခိုင်ခိုင်မာမာတားဆီးထားပါဒီနီလန်းတွေကိုနေ့စဉ်ဘဝမှာကျင့်သုံးကြည့်ပါတင့်ကိုဒေါသထွက်အောင်လုပ်နေတဲ့သူတွေဟာတဖြည်းဖြည်းနဲ့သူတို့ဘာသာကြရှုံးသွားတာကိုအံ့ဩဖွယ်တွေ့ရပါလိမ့်မယ်ရှင်မိတ်ဆွေတို့ရောလက်ရှိဘဝမှာကိုယ့်ရဲ့စွမ်းအင်တွေကိုစုပ်ယူနေတဲ့ toxic people တွေနဲ့ကြုံတွေ့နေရသလားအဲ့ဒီလိုလူမျိုးတွေကိုရောအခုချိန်ထိဘလို့တုံ့ပြန်ဖြေရှင်းခဲ့တယ်လဲ comment မှာရေးသားမျှဝေပေးခဲ့ပါအောင်ရှင်ကျမပြန်လည်ဖတ်ရှုပြီးဆွေးနွေးပေးပါမယ်ရှင်နောက်ထပ်ဗီဒီယိုမှာတော့လူငယ်တွေအများဆုံးခံစားနေရတဲ့ငွေကြေးနဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှု financial anxiety ကိုဗုဒ္ဓရဲ့ရှုထောင့်ကနေဘလို့ဖြေရှင်းမလဲဆိုတာကိုဆွေးနွေးပေးသွားမှာမို့ channel လေးကို subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နော်မိတ်ဆွေတို့အားလုံး toxic လူတွေကနေကင်းဝေးပြီးစိတ်အေးချမ်းကြပါစေရှင်